ဒီပုံစံတိုင်းဆိုရင်တော့မိုဟာမက်ဆလာအပါအဝင်အသင်းရဲ့အဓိကကစားသမားအများစုကိုရောင်းထုတ်ပြီး Revolution အသစ်တစ်ခုကိုအများဆုံးဖော်ဆောင်ဖို့လွှမ်းနေပါပြီ။ဒါအမားပြင်စင်ကိုတသက်မဟုတ်တော့ပဲအသင်းတစ်ခုလုံးကိုအမြင့်ကနေပြန်လည်မွေနှောက်ပြီးတော့တိဆောက်ရမယ့်အချိန်ကိုရောက်ရှိလာခဲ့တာပါ။ဒီဟာဒီလီဗာပူးရဲ့ခြေစွမ်းကတခါတရံတောက်ပနေသလိုထင်ရပေမဲ့တကယ်တမ်းကျတော့မတည်ငြိမ်မှုတွေကိုယုံကြည်မှုကင်းမဲနေတဲ့ပုံစံတွေနဲ့ပြည့်နှက်နေခဲ့တာပါ။အခုဂါလာတာဆာရေးနဲ့ပွဲမှာလည်းကြည့်လိုက်ပါ15ချိန်ထိဂိုးကန်သွင်းခွင့်ရခဲ့ပေမဲ့ဂိုးမသွင်းနိုင်ခဲ့တာကန်တရားကြောင့်မဟုတ်တော့ပါဘူးအသင်းရဲ့တိုက်စစ်ပိုင်းမှာအသက်ဝင်မှုတွေပျောက်ဆုံးနေတာကိုပြသနေခဲ့တာပါနောက်ပြီးဗီတာအော်စီမန်ဆိုတဲ့နာမည်ကဗန်ဒါရဲ့ခံစစ်အတွက်တော့တကယ်ကိုငရဲကမ်းပါနှစ်ချိန်တိုင်းသူနဲ့တွေ့ဆုံတိုင်းလီဗာပူးရဲ့ရလဒ်တွေကအမြဲတမ်းပျက်စီးခဲ့ရပါတယ်ဒါပြင်ပွဲတွင်းမှာလီဗာပူးတင်ရရှိမဲ့ဆိုင်ကွယ်ရဲ့အုံကိုဟမ်ဘောဆိုပြီးတော့ပယ်ဖျက်လိုက်တာတွေဒါတွေကပွဲချိန်တွေမှာဖြစ်ခဲ့တဲ့စီဂျီတွေဆိုပေမဲ့အဓိကပြဿနာကလီဗာပူးကသူများမှားကိုစောင့်နေရတဲ့အဆင့်ကိုရောက်သွားခဲ့တာပါအခုဆိုရင်အန်ဖီမှာဒုတိယကြော့ရှိနေတဲ့ဆိုပေမဲ့ဒီနေ့မြင်လိုက်ရတဲ့စိတ်တမန်ဆိုင်ရာအားနည်းချက်တွေနဲ့တော့ချဲစီဒါမှမဟုတ် PSG လိုအသင်းကိုဘယ်လိုများကျင်ဆိုင်သွားမှာလဲဒါအဆုံးသတ်တစ်ခုရဲ့အစပြိုးခြင်းလားဒါမှမဟုတ်ပြန်လည်မွေးဖွားခြင်းအတွက်အချက်ပေးခေါင်းလုံးတန်လားဘာဖြစ်ပါလီဗာပူးကတော့ပြောင်းလဲချိန်တက်ပါပြီ